ဒူဘိုင်းဒေရာကနေပြီးတော့ International City ကိုသွားတာဖြစ်ပါတယ်။သွားရင်ဖြင့်ပဝန်းကျင်မှာမြင်နေရတဲ့အဆောက်အဦတွေမြင်နေရပါတယ်။လန်ဒရာကြီးအောက်ကိုဝင်มาပြီးလန်ဒရာကြီးကနေပြီးတော့အပေါ်ကိုတက်လိုက်ရင်ဖြင့်အပေါ်မှာမြင်တွေ့နေရတာတွေကတော့အဆောက်ပုံစံနဲ့G5 Hotel ဖြစ်ပါတယ်။ရင်တော့လောက်ခဲ့ပူပါတယ်။ဒါကတော့လန်ဒတာတွေအိမ်နေတပင်းနေပဝန်းကျင်နေရဲ့အဆောက်အဦအခြေအနေတွေဖြစ်ပါတယ်။ဟိုဘက်မှာတော့ကောက်ကွင်းရှိပါတယ်။ဒါအခုမြင်နေရတော့ဟိုဘက်မှာကောက်ကွင်းကြောမြင်နေရတော့ဟိုဘက်ကမျိုးဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့က International City ကိုသွားနေရဖြစ်ပါတယ်။ပဝန်းကျင်ကိုလေ့လာရတဲ့ပဝန်းကျင်ကိုဖူးတာရအောင်လို့ပြခြင်းဖြစ်ပါတယ်။ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။ဒါကတော့Toyotaတို့အကုန်လုံးပေါ့။သူကားကုမ္ပဏီတွေဒါသူတို့လျှက်စစ်ပြီးဆက်သွယ်ထားတာတွေမြင်နေရတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်